ဒီဗီဒီယိုလေးကတော့ရုံးဝစ်စားလေးတွေကိုကွိုင်လောင်ဒီမှာသွားပြီးတော့အချောက်ကမှဖြစ်ပါတယ်ရုံးဝစ်စားလေးတွေကကြတော့ပေါ့နော်တစ်ခါတည်းမချောက်ဘူးဆိုလို့ရှိရင်အနံ့လေးတွေကတိတ်မကောင်းဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့တစ်ခါတည်းချောက်သွားအောင်လို့ကွိုင်လောင်ဒီမှာအချောက်ကမှဖြစ်ပါတယ်ဘုဟုတုတအနေနဲ့လိုက်ကြည့်ပေးကြပါအောင်ရှင်ပိုင်လောင်တွေကကြတော့ပေါ့နော်အိမ်ထဲကနီးတွေပေါ့နော်လမ်းလျှောက်ရင်9မိနစ်လောက်ပဲရှားရပါတယ်ဆိုတော့ထားလိုက်ပါဦးမယ်လိုက်ကြည့်ပြကြပါဦးရှင်ဒါကတော့သွားနေတဲ့လမ်းမှာပန်းလေးတွေလှလို့ပေါ့နော်မနေနိုင်တော့ပေါ့နော်ရိုက်ထားတာပေါ့ပြန်လာပါတယ်တော့မယ်ပေါ့နော်။ဝိုင်းလောင်လေးကိုရောက်ပါတော့မယ်။ရောက်ပါပြီ။ရောက်ပါပြီရှင်။ခုရတော့ဒီပေါ့နော်နံပါတ်8ဆိုတဲ့စက်ကလေးကိုရေးမှာဖြစ်ပါတယ်။အဲ့တော့ကွိုင်လောင်ဒီကိုရောက်ပြီပေါ့နော်အခုကကြတော့အချောက်ခံမဲ့အဝတ်ကလေးတွေကိုစက်ထဲမှာထည့်ထားပြီးပြီပေါ့နော်ထည့်ပြီးပြီဆိုလို့ရှိရင်ပိတ်လိုက်တယ်ပေါ့နော်ပိတ်ပြီးသွားရင်ကိုကဘယ်နံပါတ်မှာထည့်ထားလဲဆိုတာကိုကြည့်ပြရမယ်ပေါ့နော်အခုကနံပါတ်8မှာထည့်ပေးထားတာပေါ့နော်ပြီးသွားလို့ရှိရင်ဒီဘက်ကဆက်မှာပေါ့နော်ကိုကဘယ်နှမိနစ်အချောက်ခံမှာလဲရှီယာလိုက်ဟိုးပေါ့နော်ကိုကဗာနဲ့ပေးမှာလဲကန်ခင်ငွေသားနဲ့ပေးမှာလားစီကကတ်နဲ့ရှင်းမှာလားဗီဇာကတ်နဲ့ရှင်းမှာလားဆိုတာလေးကိုရေးပေးရမှာဖြစ်ပါတယ်ဒီမှာကရောက်တော့ကိုကစောနာကထည့်ထားခဲ့တဲ့ဒီနံပါတ်ကလေးကိုပေါ့နော်ဒီနံပါတ်ကလေးကိုဒီဆက်မှာရေးပေးရမှာဖြစ်ပါတယ်အဲ့ဆိုရင်စောနာကကိုထည့်လိုက်တဲ့ဆက်မှာကကြတော့ဒီလိုမီးလေးရပေါ့နော်လင်းလာတယ်ပေါ့နော်ကိုထည့်လိုက်တဲ့ဆက်ဟုတ်မဟုတ်ကိုခက်ကူနင်းလောက်တာဖြစ်ပါတယ်အဲ့ဆိုတော့ခက်ကူနင်းရှိမစတာဒီမှာကကြတော့ပေါ့နော်ကိုကဒီမှာဘယ်နှမိနစ်6ခန့်မှလဲဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်ခုကရောက်တော့ဒီ17မိနစ်6ခန့်မှာပေါ့နော်17မိနစ်ဆိုတော့ရန်100ပေးရမှာဖြစ်ပါတယ်ဒါဆိုတော့လေးနှိပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာကန်ကင်းနဲ့ရှင်းမှာလားဗီဇာကတ်နဲ့ရှင်းမှာလားစီကတ်ကတ်နဲ့ရှင်းမှာလားဆိုပြီးတော့မေးတယ်ပေါ့နော်အခုကစီကတ်ကတ်နဲ့ရှင်းမှာဖြစ်တဲ့အတွက်ကြောင့်စီကတ်ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့ဆိုတော့ဒီမှာပေါ့နော်ကိုရဲ့ဒီစီကတ်ကလေးကို test လုပ်လိုက်မယ်ပေါ့နော်ဘလို့မျိုးတက်လုပ်လိုက်တယ်ဆိုလို့ရှိရင်ကကြတော့ touch လုပ်ပြီးပြီဆိုလို့ရှိရင်ကတော့ပြီးသွားပြီပေါ့နော်ကိုကဒီမှာရှူလျောဆိုတာလေးကိုနှိပ်ပြရမယ်ပေါ့နော်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ဟိုဘက်ကပေါ့နော်ကိုလုံးလိုက်တဲ့ဆက်ကဒီမှာလဲနေပြီပေါ့နော်ကိုရွေးချယ်လိုက်တဲ့ဒီ number 8ဆိုတဲ့ဆက်ကလေးကလဲနေပြီပေါ့နော်ပြန်มาတော့ပန်းလေးတွေနဲ့အတူတပုံရိုက်ခဲ့ပါတယ်ဘိုင်ဘိုင်